ဘောက်ချန်ခန်းကြီးဆက်လေထိုရောအခါရှိငါမင်းကြီးအရာဖေလာအေလာတာမင်းကြီးအာရုပ်အေလန်မင်းကြီးခေဒေါရလောမာဂောအိမ်မင်းကြီးတီတလာတို့သည်တောတုံမင်းကြီးပေရာဂေါမောရာမင်းကြီးဘီရရှာအာဒမာမင်းကြီးရှိနတ်ဇေပိုင်မင်းကြီးရှေမပါဘေလာမင်းကြီးတို့နှင့်စစ်တိုက်ကြ၏ဘေလာပြေကဇောရအမည်လည်းရှိသည်ထိုပြေရှိသမျှတို့သည်တောတုံအိုင်ဖြစ်သောစိတ်တိမ်ချိုင်းတွင်နီးစပ်လျက်ရှိကြ၏12နှစ်ပတ်လုံးခေဒေါရလောမပင်ကြီးထံကျွန်ခံပြီးလျှင်13နှစ်မြောက်သောအခါပုံကန်ကြ၏14နှစ်မြောက်လျှင်ခေဒေါရလောမမင်းသည်မိမိဘက်ကနေသောမင်းကြီးတို့နှင့်တကွလာ၍အာရှတရုတ်ကနေမြို့၌ရေဖိန်လူများကို၎င်းအာမမြို့၌စူစိန်လူများကို၎င်းကိရယာတိန်ချိုင်း၌အေမိန်လူများကို၎င်းစီရာတောင်ပေါ်မှဟောရီလူများကို၎င်းတုတ်ချံ၍တောနာမှရှိသောအေလပါရာမြို့တိုင်အောင်လိုက်ကြ၏တဖန်ပြန်လာ၍ကာဒေရှပြည်အီမီရှပမြို့သို့ရောက်ပြီးလျှင်အာမလက်ပြည်ရှိသမျှကို၎င်းဟာဇဆုံတပါမြို့၌နေသောအာမောရိလူများကို၎င်းလှုပ်ချံကြ၏ထိုအခါတောတုံမင်းကြီးဂေါမောရာမင်းကြီးအာဒမာမင်းကြီးဇေပိုင်မင်းကြီးဇောရဒီဟုသောဘေလာမင်းကြီးတို့သည်ခြိထွက်၍စိတ်တိမ်ချိုင်း၌စစ်ပြိုင်ကြ၏ထိုသို့အေလန်မင်းကြီးခေဒေါရလောမာဂောအိမ်မင်းကြီးတီတလာရှိနာမင်းကြီးအရဖေလာအေလာတာမင်းကြီးအာရုတ်တီဟုသောမင်းကြီးလေးပါးနှင့်မင်းကြီး၅ပါးတို့သည်စစ်ပြိုင်ကြ၏စိတ်တိမ်ချိုင်း၌ရေငှိအကြည့်ချွဲနှင့်ပြည့်သောတွင်များရှိ၏တောတုံမင်းကြီးဂေါမောရာမင်းကြီးတို့သည်ပြေး၍ထူတွင်များ၌ကျလေ၏ကျွင်းသောသူတို့သည်တောင်သို့ပြေးကြ၏အောင်သောမင်းတို့သည်တောတုံမြို့နှင့်ဂေါမောရာမြို့၌ရှိသမျှသောဥစ္စာနှင့်မြို့ရိပ်ခါရှိသမျှတို့ကိုယူ၍သွားကြ၏တောတုံမြို့၌နေသောအာဗြဟံကိုသားလောတနှင့်သူ၏ဥစ္စာတို့ကိုလည်းသိမ်းယူ၍သွားကြ၏ထိုဘေးမှလွတ်၍ပြေးသောသူတယောက်သည်ဟီဘဲလူအာဗြဟံနှင့်မိတ္တဟာယဖွဲ့သောသူအေရှကောလနှင့်အာနေရ၏ကိုအာမောရိလူမရီ၏တပိတ်တော်နာမှနေသောအာဗြဟံထံသို့ရောက်၍တည်င်းချပြောလေ၏အာဗြဟံသည်မိမိအကိုသားကိုဖမ်းသွားကြောင်းကိုကြားလျင်မိမိအိမ်၌ဖွာ၍တွင်တင်သောလူ318ယောက်တို့ကိုစီရင်၍ဒံမြို့တိုင်အောင်လိုက်လေ၏ညအခါမိမိလူတို့ကိုခွဲ၍တိုက်စီသဖြင့်လှုပ်ချင်ပြီးလင်ဓမ္မတက်မြို့မြောက်ဘက်ဟောဘာမြို့တိုင်အောင်လိုက်ပြန်လေ၏ရန်သူတို့တင်သွားသောဥစ္စာရှိသမျှကို၎င်းမိမိအကိုသားလောတနှင့်သူ၏ဥစ္စာကို၎င်းမိန်းမများနှင့်လူများကို၎င်းတဖန်ဆောင်ယူခဲ့လေ၏ခေဒေါရလောမနှင့်သူဘက်ကနေသောမင်းကြီးတို့ကိုလှုပ်ချံရာမှာအာဗြဟံပြန်လာသောအခါတောတုံမင်းကြီးသည်ခရီးဥကျူပြုခြင်းကရှာဝေချိုင်းသည်ဟုသောမင်းကြီးချိုင်းသို့ထွက်သွား၏အမြင့်ဆုံးသောဘုရားသခင်၏ယပရောဟိတ်ဖြစ်သောရှာလင်မင်းကြီးမေလခိဒေဆက်သည်လည်းမုန်နှင့်စပည့်ရေကိုဆောင်ခဲ့ပြီးလျှင်ကောင်းကင်မြေကြီးရှင်အမြင့်ဆုံးသောဘုရားသခင်သည်အာဗြဟံအားကောင်းချီးပေးတော်မူပါစေသောဟုအာဗြဟံကိုကောင်းချီးပေး၍တင်၏ရန်သူတို့ကိုတင်၏လက်၌အနံ့တော်မူသောအမြင့်ဆုံးသောဘုရားသခင်သည်လည်းမင်္ဂလာရှိတော်မူစေတည်းဟုမဆို၏အာဗြဟံသည်လည်းဥစ္စာရှိသမျှတို့ကိုထိုမင်းအားဆေဖို့တဖို့လှူလေ၏တောတုံမင်းကြီးကလည်းလူတို့ကိုကျွန်ုပ်အားပြန်ပေးပါဥစ္စာတို့ကိုကကိုယ်တိုင်ယူပါလော့ဟုအာဗြဟံအားပြောဆိုလျင်အာဗြဟံကမင်းကြီးသည်အာဗြဟံကိုငါရတတ်စေပြီဟုပြောစရာမရှိစေခြင်းကလူလင်တို့သည်စာပြီးသောအရာကို၎င်းကျွန်ုပ်နှင့်အတူလိုက်လာသောသူအာနေရအေရှကောလာမန်ရီတို့သည်မိမိတို့အဖို့ကိုယူစေခြင်းကအခွင့်ပေးသဖြင့်သူတို့ယူသောအဖို့ကို၎င်းထား၍မင်းကြီး၏ဥစ္စာအချီတမြင်ဖြစ်စေခြေနှင်းကျိုးတပင်ဖြစ်စေတစုံတစ်ခုကိုမျှငါမယူဟုကောင်းကင်မြေကြီးရှင်အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားရှိတော်၌ကျွန်ုပ်သည်လက်ကိုချီ၍အဋ္ဌံပြုပါပြီဟုတောတုံမင်းကြီးအားပြောဆိုလေ၏